ကဲဒီနေ့စားမှာကတော့ Thai food ကဘာကိုစားမလဲဆိုတော့ဒီဟာကိုစားကြည့်မှာ Thai style food ဒီကောင်းကြီးတော့ဒါစားမှုပဲအတူရရမ်းတယ်စားတာတော့စားတယ်နော်မကြောနေပါဘူးကြောနေပါဘူးကျန်ကျင်တော့ကျုပ်ကြောတော့ဆိုရင်ဒီမှာဒီတန်းမှာလေအဲ့ဒီတန်းမှာဒီဟိုဘက်ကတော့ကာလာမျိုးကြီးတော့စားအာရုံကဒီနေ့ဒီပဲရတယ်နေတာချားပြီလားဒီမှာလားခလေးပါမနေ့နေ့ပဲမနေ့ကြော်ပြီပါမနေ့ကြော်ပြီလားဒီမှာပြီးဘယ်ဒေသလဲငါတို့ဟိုပေါ်ပိုင်းမော်လမြိုင်ကအဲ့မော်လမြိုင်ဘက်ကမော်လမြိုင်ဘက်လားဟောဟုတ်လားဟုတ်တယ်ဒါနဲ့သူတို့ကဒီကတယောက်ပါပါတယ်ပဲကြည့်ရဆော့စ်တယ်လေthat's why sauce here right Ahorita voy a sacar ahorita la cosa Cô đang làm đồ này. Dạ? Này nguyên. Cô đây là nên bỏ lại. Hả? Cháu là nên xì bỏ, cha bị lại đi đâu. Nên cho bé xì được. À, chắc là biết là đồ chuyên nào vậy. Cô mang cái là chắc là. Thay ra là tôi được trả đi. Trả bị đã. Trả không rồi. Trả đi à? Trả đi à mà. Hello. Khu xa mà. Trả lần cho Thai style mà rồi. Thai style. Trả lần cho Thai style. Sao chẳng? Chấp ra này Rio trả lời cho bà Không ạ Nó là nên tê rồi Cho nên nhà mình sâu hẳn Đâu thật ra Nó nằm bên đâu mà lấy này Nè là đi có nào Sao được cả Cái đường bọc à?
ဒါတော့ Thai style ကြာစံကြော်ပေါ့နော်ဒီမှာစက်သားပါတယ်ဆက်ပြင်ပေါက်ပါတယ်ပေါ်ဘီပါတယ်ကဲရော့ပါတယ်တော့ခောက်ခဲကြော်တွေကြာစံကြော်ရဲ့သဘောကချက်ပြုတ်ရည်လေးကချက်ပြုတ်ရည်ရတာကောင်းရင်ထားရင်ဘူးလည်းရတာကောင်းတယ်နော်ပြီးမင်းနိုင်ရမယ်ဒီကိုထိန်းနိုင်ရမယ်စီနဲ့အမကြော်ပြီးတယ်ဆိုဒါစားကောင်းတဲ့ဘဝဖြစ်တယ်ဒီအရေးရွှဲတာမရွှဲတာကာလာမင်းရမမေးတာဒါဆွိုင်းစော့ထည့်လိုက်ရင်အရေးရွှဲကြရင်ကော်ရည်များများထည့်ဒါဆိုရင်သူကအရေးရွှဲတယ်နော်အားလုံးက Thai style ကိုတော့ထောက်ပြီးကြော်တာ
ဟ